အဝိုင်းဆိုတာများများလိမ့်တာကအရေးမကြီးဘူးမှန်မှန်ကန်ကန်လိမ့်တတ်ဖို့ကပိုအရေးကြီးပါတယ်အဲ့တော့အဝိုင်းလင်းလုပ်တဲ့အခါမှာဆိုရင်ပထမဆုံးအနေနဲ့ခေါင်းမလျှော်ခင်မှာလိမ့်ပေးတာပိုသင့်တော်ပါတယ်နောက်ပြီးတော့ဥယျာဉ်ပြားနဲ့ဆန်သားကိုအပိုင်းလေးတွေခွဲပြီးသွားပြီဆိုရင်အဝိုင်းကိုကကြတော့အနည်းငယ်စီလိမ့်ပါမယ်ပြီးလို့ရှိရင်လက်ချောင်းထိန်လေးတွေနဲ့2မိနစ်ကနေ5မိနစ်လောက်ညှင်သာစွာမဆာ့လုပ်ပေးပါမယ်လက်သေးနဲ့မကုတ်ဖဲနဲ့လက်ချောင်းထိန်လေးတွေနဲ့ပဲနှိပ်ပေးရပါမယ်နော်အခုကျွန်မလုပ်တယ်လို့ဆိုလို့ရှိရင်တော့ကျွန်မကဒီ hair massage လုပ်တဲ့ဟာလေးနဲ့ hair scrubber လေးနဲ့ပေါ့နော်ပို့ပြီးတော့နှက်ဆက်အောင်လုပ်လိုက်တယ်တကယ်လို့ဒီ hair scrubber လေးမရှိဘူးဆိုလို့ရှိရင်လည်းလက်လေးနဲ့ပဲနှိပ်ပေးလို့ရှိရင်လည်းအတူတူပါပဲเนาะပြီးလို့ရှိရင်15မိနစ်ကနေမိနစ်30လောက်နှက်ထားပြီးတော့မှခေါင်းလျှော်ရင်းနဲ့လျှော်ပေးပါတချို့ကအဝိုင်းလင်းပြီးလို့ရှိရင်ချက်ချင်းလျှော်ချတာမျိုးတချို့ကကြောက်တညာလုံးထားတာမျိုးလုပ်တတ်ကြတယ်ဒါပေမဲ့အချိန်ဓာတ်ကြီးထားတာကလူတိုင်းအတွက်လည်းမလိုအပ်သလိုဥယျာဉ်ပြအစီပြန်လွယ်တဲ့သူတွေအတွက်ဆိုလည်းအဆင်မပြေပါဘူးနောက်တစ်ချက်က hair wine လင်းပြီးတာနဲ့သပင်ကချက်ချင်းရှည်လာမှာတော့မဟုတ်ပါဘူး hair care က consistency ရှိဖို့အရေးကြီးတာကြောင့်မလို့အတွက်ပုံမှန်သုံးပေးဖို့လိုအပ်ပါတယ်ကျွန်မအခုသုံးပြနေတာလေးဆိုလို့ရှိရင် Forest က hair growth treatment wine လေးပဲဖြစ်ပါတယ်သူက rosemary နဲ့ gooseberry ပါအပါအဝင် natural wine နေနဲ့ပေါင်းစပ်ထားပြီးတော့မှ lightweight texture ပေါ့ပေါ့ပါပါလေးမလို့အစီဖြစ်ပေမဲ့လည်းအရန်လေးတာစိတ်ကက်တာမျိုးကိုမခံစားရဘူးကျွန်မကတော့ခေါင်းမလျှော်ခင်ဥယျာဉ်ပြားနဲ့ဆန်သားကိုလိမ့်ပြီးတော့မိနစ်30လောက်နှက်ထားပေးတယ်လျှော်ပြီးရင်လည်းဆန်သားကပိုးပြီးနူးညံ့လာတယ်လို့ဖွာတာတွေတက်တာပြီးတော့မှဆင်းဆင်းလင်းဖြစ်နေတာကိုလည်းသဘောကျတယ်နောက်ပြီးတော့ပင်ဆန်သားကိုသုံးတဲ့ခါမှာဆိုရင်လည်းတညာလုံးနှက်ထားရဲဆိုလို့ရှိရင်ကြတော့ဆန်သားတွေကကြတော့ပိုးပြီးကောင်းလာမှာမဟုတ်ဘဲနဲ့ပိုးပြီးတော့မှ break ဖြစ်သွားပြီးတော့မှပေါ့နော်ပိုးပြီးတော့ပျော့သွားပြီးလို့ရှိရင်ကြတော့ကျိုးလွယ်နောက်ပြီးတော့ဖွာလွယ်ဖြစ်သွားတတ်ပါတယ်ဒါကြောင့်မလို့မိနစ်30ကနေပြီးတော့1နာရီလောက်ပဲထားတာအကောင်းဆုံးပါပဲပြီးတော့ဒီ hair care routine ကိုပိုပြည့်စုံခြင်းနဲ့ဆိုလို့ရှိရင် Forest Scalp treatment တိုးနစ်လေးကိုပါတွဲသုံးလို့ရပါတယ်ဒါလေးကတော့ဥယျာဉ်ပြားကိုဖြန်းရတဲ့ hair tonic သပင်ပြန်တန်စေတဲ့အရည်လေးပေါ့နော်သူက spray type ဖြစ်လို့အသုံးပြုရလွယ်တယ်ခေါင်းလျှော်ပြီးရင်ဥယျာဉ်ပြားပေါ်ဖြန်းပြီးတော့မှနှိပ်ပေးရုံပဲ lightweight ဖြစ်လို့သူကစိတ်ကက်မှုလည်းမရှိဘဲနဲ့ fresh feeling မျိုးကိုလည်းရစေတယ်ပုံမှန်တွဲသုံးပေးရင်ဥယျာဉ်ပြားကိုဂယူးဆိုင်ပေးပြီးတော့မှသပင်ကျွတ်တာတက်တာဖို့လည်းအကူအညီပေးပါတယ် hair wine လေးတွေ hair tonic လေးကိုမှန်မှန်ကန်ကန်သုံးတက်ပြီးတော့မှ routine ကောင်းကောင်းနဲ့ consistency ရှိခဲလုပ်ပေးတယ်ဆိုလို့ရှိရင်ဆန်သားလည်းပို့ပြီးတော့ကျန်းမာလာပြီးတော့သပင်မွေးဖို့အတွက်လည်းထောက်ကူဖြစ်စေပါတယ်ခု Forest က hair tonic နဲ့ hair wine လေးကိုသုံးပြီးလို့ရှိရင်သပင်လေးတွေရှည်ပြီးတော့မှအတန်မာဆုံးဖြစ်အောင်လုပ်မွေးနိုင်ကြပါစေ